United တင်ဟာအန်တိုနီယိုရှုံးခံပြီးရောင်းချသွားဖို့တော်လေးနှိစက်မှုရှိနေပြီလို့သိရပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရအန်တိုနီယိုသူ့ရဲ့ဆရာအောင်ဖြစ်တဲ့ Eris ten Hag ကပဲ United ကနေပြန်လည်ခေါ်ဆိုဖို့ပြင်ဆင်နေတာပါ။ Eris ten Hag ကလီဗာပူးစင်နီးပြဖြစ်လာပြီးတဲ့နောက် United နဲ့အဆင်မပြေမှုရှိနေတဲ့အန်တိုနီယိုဂျာမက်စီခေါ်ချင်နေပါတယ်။လီဗာပူးစင်အသင်းဘက်ကတော့အန်တိုနီအတွက်မြင့်မားတဲ့ပြောင်းရွှေ့ကြေးကိုပေးနိုင်ဖို့မရှိပါဘူး။ဒါကြောင့် Eris ten Hag ဆက်သွယ်လာတဲ့ယူရိုတန်း20-25တန်းချားပဲရှိတဲ့ဈေးတစ်ခုနဲ့အန်တိုနီအတွက် United ကိုစပြီးကမ်းလှမ်းလာတာပါ။ United အနေနဲ့လည်းလောလောဆယ်မှာ Matthias Cunha ကိုယူရို65တန်းကျော်ပေးပြီးဝယ်ယူထားတာကြောင့်နည်းနည်းပဲဖြစ်ဖြစ်ပြန်ကာမိအောင်အန်တိုနီယိုဈေးတစ်ခုခုနဲ့ပဲရောင်းထုတ်သွားမယ်ပုံပါပဲဒါပေမဲ့သဘောတူကြောင်းအတီးပြူထားခြင်းတော့မရှိသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့အန်တိုနီယိုခေါ်ဖို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာအက်တလက်တီကိုမက်ဒရစ်ဂျူဗင်တက်တို့လည်းရှိနေသေးတာကြောင့်ဒီအသင်းတွေကပုံများတဲ့ပမာဏနဲ့ကမ်းလှမ်းလာမလားဆိုတာစောင့်ကြည့်နေတဲ့သဘောပါပဲ။တကယ်လို့သာလီဗာပူးစင်နဲ့ပဲအပြောင်းအရွှေ့ဖြစ်ခဲ့ရင် United ကဒီကစားသမားအန်တိုနီအတွက်အများကြီးရှုံးပေါ်ခဲ့တယ်လို့ဆိုရမှာပါ။ငွေကြေးအရာရောရှေ့စွမ်းပိုင်းအရာရောUnited ဟာအန်တိုနီစီကနေဘာမှပြန်ပြီးရထားခဲ့ခြင်းမရှိပါဘူး။အန်တိုနီယို Ajax ကနေဝယ်ယူခဲ့တော့ကယူရိုတန်း90ဝန်းကျင်အသုံးပြုခဲ့ရတာဖြစ်လို့အန်တိုနီ United မှာကစားခဲ့တဲ့3နှစ်အတွင်းပြိုင်ပွဲစုံ66ပွဲမှာ12ဂိုးသာသွင်းနိုင်ခဲ့ပြီးခြေစွမ်းပြသဖို့ကလည်းရုန်းကန်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။အန်တိုနီအနေနဲ့လည်း United မှာနေရာမရမယ့်အတူတူသူ့ရဲ့ဆရာဟောင်းရှိတဲ့အသင်းကိုပြောင်းဖို့ခေါင်းငိမ့်ဖို့များပါတယ်။ဒီဆရာတပည့်နှစ်ယောက်က United အသင်းကိုမရောက်ခင် Ajax မှာတည်းကလက်တွဲခဲ့မှုတဲ့သူတွေပါ။